မင်္ဂလာပါရှင်2020ခုမတ်လတုန်းက Greece နိုင်ငံရဲ့မြို့တော် Athens မြို့ကိုရောက်ခဲ့ပါတယ်။ကျမတို့သွားခဲ့တဲ့ Three Continents Cruise ရဲ့နောက်ဆုံးစိတ်ကမ်းက Athens မြို့မှာစိုက်တာမို့လို့အဲ့ဒီမှာတညဆက်နေပြီးတော့ Tourist Attraction နေရာလေးတွေကိုရှောက်လည်ခဲ့ပါတယ်။ Athens မြို့ရဲ့ Piraeus Port စိတ်ကမ်းကိုကျမတို့ရဲ့ Celestial Crystal Cruise သင်္ဘောကမနေ့စောစောမှာဝင်လာတာပါ။ Athens မြို့ကကမ္ဘာရဲ့ရှေးအကျဆုံးမြို့တော်ကြီးတွေကတစ်ခုပါခရစ်မပေါ်ခင်ရာစုပေါင်းများစွာကလေးကလူတွေနေခဲ့တဲ့သမိုင်းအထောက်အထားတွေရှိပါတယ်ကျမတို့ကတော့ Athens မြို့မှာတညတည်းနေမှာမို့လို့ဟိုတယ်မှာအထုပ်တွေချပြီးတာနဲ့မြို့ရဲကိုရှောက်လည်ဖို့ထွက်ခဲ့ကြပါတယ်ပထမဦးဆုံး Plaka ဆိုတဲ့ Athens ရဲ့ရှေးအကျဆုံးရပ်ကွက်ကလေးမှာဟိုဒီတီရှောက်ကြည့်ကြပါတယ်ရှေးကအဆောက်အအုံတွေစားတောက်ဆိုင်တို့ souvenir ဆိုင်ကလေးတွေအများကြီးရှိတဲ့ဒီ Plaka နေရာက Acropolis တောင်ကြီးရဲ့ဘေးအောက်ကလေးမှာရှိပါတယ်။နာမည်ကြီး Acropolis ကတော့ကျောက်တောင်ကြီးပေါ်မှာရဲတိုက်ကြီးလို့တည်ဆောက်ထားတဲ့ရှေးဟောင်း Greek ယဉ်ကျေးမှုအခြေခံအဆောက်အအုံကြီးတစ်ခုပါ။ဒီအပေါ်ကိုတက်တဲ့ဝင်ပေါက်နှစ်ခုတွေကနေကျမတို့ကတောင်ဘက်ကဝင်ပေါက်ကနေတက်ပါတယ်။ဒီတောင်ဘက်တောင်ဆောင်မှာရှိတဲ့ရှေးဟောင်းအဆောက်အအုံတွေအများကြီးတည်ဆောက်ထားခဲ့တာတွေကိုလည်းလှည့်ပတ်ကြည့်နိုင်ပါတယ်။ဒီကနေပြီးတော့ Athens ရဲ့ view ကိုလည်းကောင်းကောင်းမြင်ရပါတယ်။လမ်းညွှန်ဆိုင်းပုတ်ကလေးတွေနဲ့လမ်းကြောင်းတွေကိုတော့တည်တည်ချာချာပြသထားပါတယ်။ဒီ theater ဆိုရင် AD 161ခရီးတည်ဆောက်ခဲ့ပြီးအခုတည်းဒီနွေရာသီမှာကပွဲတွေကျင်းပနေကြတော့မှာပဲ။ဒီတောင်ပေါ်ကိုတက်ပြီးတော့ရှောက်ကြည့်မယ်ဆိုရင်တော့လမ်းလျှောက်တဲ့ဖက်နှက်ကောင်းကောင်းစီးလာရပါမယ်။တောင်ဆောင်မှာဖောက်ထားတဲ့မြေကြီးလမ်းတွေဆိုတော့သတိထားရပါတယ်။လမ်းလျှောက်မတက်နိုင်တဲ့လူတွေအတွက်ဒီအပေါ်ကိုတက်တဲ့ဓာတ်လီကားတွေရှိပါတယ်။ရှေးတုန်းကအရန်ကိုခမ်းနားခဲ့မဲ့ဒီ gateway နေရာကြီးကိုဖြတ်ရင်တော့ Acropolis ရဲ့အပေါ်ဆုံးမြေပြတ်နေရာကြီးကိုရောက်ပါပြီ။အကြီးဆုံးအဆောက်အအုံကတော့ Parthenon လို့ခေါ်တဲ့ Greek ရှေးနတ်ဘုရားကိုရည်စူးပြီးတော့တိဆောက်ထားတဲ့ဒီရှေးဘုရားကျောင်းကြီးပါခရစ်မပေါ်မီ900စုလောက်ကလေးကဒီပေါ်မှာဒီ temple တွေဒီအဆောက်အအုံတွေကိုတိဆောက်ခဲ့ကြတာပေါ့နော်ဒီ temple တစ်ခုစီကလေ Greek နတ်ဘုရားတစ်ပါးစီရဲ့စွမ်းအင်တွေပညာတွေကိုရည်စူးခဲ့ကြပါတယ်ဒီအဆောက်အအုံကြီးတွေအပြင်မြေပြင်ပေါ်မှာတွေ့ရတဲ့ကြောက်တုံးတွေကြောက်ပြားတွေအကျွေးအကြံတွေပေါ့နော်အဲ့ဒါတွေကိုတွေ့နေတာနဲ့ပဲဒီပေါ်မှာဘလောက်တောင်အဆောက်အအုံတွေအများကြီးရှိခဲ့တယ်ဆိုတဲ့ဟာကိုခန့်မှန်းနိုင်ပါတယ်ဒီအပေါ်ကနေ Athens တစ်မြို့လုံးကိုလှမ်းမြင်နေရပါတယ်ဟိုဘက်မှာကျမတို့ညနေကျတက်မဲ့ Lycabettus တောင်လေးကိုလှမ်းမြင်နေရပါတယ်ဒီမြို့တစ်မြို့လုံးမှာရှေးခေတ်သမိုင်းဝင်အဆောက်အအုံတွေနဲ့အထင်ကြီးနေရာတွေအများကြီးရှိပါတယ်။ဥရောပရဲ့သမိုင်းမြို့တော်ကြီးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။နောက်တိုင်းယဉ်ကျေးမှုရဲ့ဒီမိုကရေစီအမှုပညာအသိပညာတွေကိုမွေးထုတ်ပေးခဲ့တဲ့နေရာလို့လည်းပြောကြပါတယ်။ Acropolis ပေါ်မှာအားရအောင်ကြည့်ပြီးတော့တောင်အောက်ကိုဆင်းပြီး Acropolis Museum ကိုလာကြပါတယ်။အကောင်းဆုံးကတော့ရှေးတုန်းကလူတွေနေခဲ့တဲ့အိမ်ပုံစံတွေအိမ်နေရာတွေကိုတူးဖော်ထားတာကိုအပေါ်ကနေရှောင်းလန်းလေးတွေလုပ်ပြီးတော့ကြည့်လို့ရအောင်ပြသထားတာပါရှေးခေတ် Greek လူမျိုးတွေနေခဲ့တဲ့အိမ်ပုံစံကိုအိမ်သာနေရာအစာစိုက်မုတ်လေးတွေထိုးပြီးတော့ပြထားတော့တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်အပေါ်ကသုံးဓာတ်မှာတော့တူးဖော်ထားတဲ့ရှေးခေတ်အသုံးအဆောင်ပစ္စည်းတွေကအစား marble ရုပ်ထုကြီးတွေအထိကိုအမျိုးစုံပြထားတာပါဒီပြတိုက်ကြီးတစ်ခုလုံးကတော့ရှေးခေတ် Greek လူမျိုးတွေရဲ့ယဉ်ကျေးမှုဝိသုကာပညာတွေဘယ်လောက်တောင်ထွန်းကားခဲ့လဲဆိုတာကိုပြသထားတဲ့သင်္ကေတပါပဲအပေါ်ဆုံးဓာတ်မှာမှန်ကြီးတွေနဲ့ကာထားလို့ဘေးပတ်ပတ်လည်အသင်မျိုးကိုလည်းမြင်နိုင်ပါတယ်ကျမတို့ရဲ့နေ့လည်စာ Greek အစားအစာတော့တကယ်စားလို့ကောင်းပါတယ်ညနေဆောင်တော့တစ်ခေါက်ပြန်ထွက်ပါပြီဒါကတော့ Hellenic Parliament အဆောက်အအုံပါ Greece ရဲ့အဓိကပါလီမန်ရုံးစိုက်တဲ့နေရာပေါ့နော်ဒီညနေတော့ sunset ကြည့်ဖို့ Lycabettus Hill ကိုတက်ကြပါမယ်ကျမတို့တဲတဲ့ဟိုတယ်ကနေ Lycabettus Hill Funicular Base အထိကတိတ်မဝေးလို့ကျမတို့လမ်းလျှောက်ပြီးသွားကြတာပေါ့ကုန်းလေးကိုတော်တော်တက်ပြီးမှ Funicular Base ကိုရောက်ပါတယ်
ဒီ funicular ကို9မိနစ်လောက်စီးလိုက်ရင်တော့ဒီ view အရန်ကောင်းတဲ့ဒီ Lycabettus Hill တောင်ပေါ်ကိုရောက်သွားတာပေါ့ Athens မြို့ကိုရောက်ရင်တော့ညနေဘက်မှာဒီတောင်လေးပေါ်ကိုတက်ပြီးတော့ဒီပေါ်ကနေပြီးတော့ sunset ကြည့်ဖို့အကြံပေးချင်ပါတယ်။တစ်မြို့လုံးကိုအရန်ကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်။နောက်ဘက်မှာ Acropolis နဲ့ Parthenon တောင်ကြီးကိုရောဟိုအဝေးမှာရှိတဲ့ Aegean ပင်လယ်အထိကိုတော့အကုန်မြင်ရတာပါ။ကျမတို့နောက်နေ့သွားမယ် Panathenaic Stadium ရဲ့ National Gardens ကိုလည်းမြင်ရပါတယ်။ဟိုကလေးတောင်အဆောက်အအုံကြီးကတော့ခုနတွေ့ခဲ့တဲ့ Parliament ပါ။နေဝင်လာတာနဲ့အမျှမြို့ကတဖြည်းဖြည်းနဲ့မီးတွေလင်းလာတာကိုကြည့်ရတာတကယ်ကိုရင်သက်ရှူမောပါပဲ။တချို့ကတော့ဒီတောင်ပေါ်ကိုလမ်းလျှောက်ပြီးတော့တက်လာကြပါတယ်။ funicular ကိုမစီးကြပါဘူး။ဒီတောင်ပေါ်က Lycabettus Theatre မှာလည်းတချင်းပွဲတွေကပွဲတွေလည်းအများကြီးလုပ်ကြပါတယ်တဲ့ church လေးသေးသေးလေးလည်းတစ်ခုရှိပါတယ်။အခုလိုညနေပိုင်းမှာလူတွေလည်းအရန်စီပါတယ်။အဲ့ဒါကြောင့်မလို့ဒီလိုဓာတ်ပုံရိုက်ဖို့နေရာရအောင်လို့ကိုမနေ့ကိုတန်းစီပြီးတော့ရိုက်ရတာပါ။ဒီတောင်ရဲ့အောက်မှာရှိတဲ့လမ်းလေးတွေကစားတောက်ဆိုင်လေးတွေမှာလည်းလူတွေအရန်စီတာကိုတွေ့ခဲ့ရတာပါ။မြို့ထဲမှာမီးတွေလည်းလင်းလာပါပြီ။ညဘက် Athens view ကိုလည်းပို့ပြီးတော့လှလှပပလေးမြင်ရပါပြီ။တောင်အောက်ကိုပြန်ဆင်းပြီးတော့ Athens ရဲ့ night life ကိုသွားပြီးတော့ခန်းစားကြပါမယ်။ Parliament ရှိက Syntagma Square ကတော့ဘတ်စကားလိုင်းတွေ metro လိုင်းတွေစုံတဲ့နေရာမို့လို့အဓိကနေရာတစ်ခုပါ။အဲ့ဒီရှိကလမ်းတွေပဲကိုဝင်သွားရင်တော့နေရောညပါအရန်ကိုစီတဲ့ Athens ရဲ့မြို့လေကောင်းနေရာကိုရောက်မှာပါ။နောက်တနေ့မနေ့မှာတော့ဟိုတယ်ရှိရာ National Gardens ကိုဖြတ်ပြီးတော့ Panathenaic Stadium ဘက်ကိုသွားကြပါတယ်။ဒီပန်းခြံက19ရာစုကတည်းကတည်ရှိခဲ့တာပါ။ပန်းခြံအလယ်ကဒီ hall ကြီးထဲမှာတော့exhibition ပြပွဲကြီးတွေအစည်းအဝေးပွဲတွေလုပ်လို့ရပါတယ်။ကျမတို့အရန်သွားချင်နေတဲ့နာမည်ကြီး Panathenaic Stadium ကိုရောက်ပါပြီ။ဒီ stadium ကြီးကတော့1896မှာစခဲ့တဲ့အခုခေတ် Olympic အားကစားပွဲတွေကိုစပြီးတော့ကျင်းပခဲ့တဲ့ပထမအဆုံးကျင်းပခဲ့တဲ့နေရာပါ။ကျမတို့ကစိတ်ဝင်စားလို့ audio guide တွေနားထောင်ပြီးတော့ stadium ကြီးတစ်ခုလုံးကိုရှောက်ပြီးလေ့လာကြပါတယ်။ဒီနေရာမှာခရစ်မပေါ်ခင်ကတည်းကရှေးခေတ်ဂရိလူမျိုးတွေက stadium ဆောက်ပြီးတော့အားကစားပွဲတွေလုပ်ခဲ့တာပါ။နောက်ပိုင်းရာစုပေါင်းများစွာမသုံးမဲထားတော့ပျောက်ကွယ်နေတာကနေပြီးတော့19ရာစုကျမှပြန်ပြီးတော့တူးဖော်ခဲ့ပါတယ်။အဲ့ဒီနေရာမှာဒီအခု stadium ကြီးကို marble ကျောက်ပြားတွေနဲ့ပဲအပြည့်သုံးပြီးတော့ဆောက်ခဲ့တာပါ။ရှေးခေတ်နဲ့အခုခေတ်အားကစားတွေအတွက်တမိုးမပြတ်နိုင်တဲ့အမွေအနှစ်တစ်ခုဖြစ်ခဲ့ပါပြီ။ဒီ stadium ကြီးမှာကြည့်တဲ့ပရိသတ်တွေအဖို့ကအရန်ကိုစိတ်လှုပ်ရှားစရာကောင်းပါပါ။ရှင်ပြိုင်နေတဲ့အားကစားသမားတွေအဖို့ကတော့အတိုင်းထက်အလွန်ပါပဲ။ဒီ stadium ရဲ့ museum ထဲမှာ Olympic သမိုင်းကြောင်းတွေကိုပြသထားပါတယ်။ဒီ vaulted passage ကနေထွက်ပြီးတော့အားကစားသမားတွေကွင်းအလယ်ကိုထွက်သွားတဲ့ feeling ခံစားချက်ကိုခံစားနိုင်ပါတယ်။ Athens မြို့ကိုလာလည်မယ်ဆိုရင်တော့ Acropolis တစ်ခုတည်းနဲ့မပြီးဘဲနဲ့ဒီကိုလည်းလာလေ့သင့်ပါတယ်။နွေရာသီဆိုရင်မနက်စောစောနဲ့ညနေပိုင်းတွေမှာရှောက်လည်တာကပိုကောင်းပါတယ်။အထူးသဖြင့် Acropolis နဲ့ Panathenaic Stadium တွေမှာနေ့လည်ဆိုအရန်ပူပါတယ်။ဒီရှိကနေ Acropolis တောင်ကိုလည်းလှမ်းမြင်နိုင်ပါတယ်။ကျမတို့ရောက်ချင်တဲ့အထင်ကရအဓိကနေရာလေးတွေကိုရောက်ခဲ့လို့အရန်ကိုကျေနပ်ရပါတယ်။ဟိုတယ်ကနေ check out မလုပ်ခင်ဟိုတယ်ရဲ့အပေါ်ဆုံးတက်လေးသာဆောင်ကနေပြီးတော့ဒီ Athens ရဲ့ view ကြီးကိုထပ်ပြီးတော့သွားကြည့်ကြပါတယ်။အခုလိုမြို့လေကောင်းမှာရှိတဲ့ Syntagma Square နားမှာတဲတာအရန်ကိုအဆင်ပြေပါတယ်။လေဆိပ်ကိုသွားတဲ့ဘတ်စကားဂိတ်ကိုတခြားဘတ်စကားတွေmetro line တွေရဲ့ဂိတ်တွေလည်းဒီမှာရှိပါတယ်။ tourist attraction နေရာတွေအကုန်လုံးကို
ဒီမြို့လေကောင်ကိုလည်းလမ်းလျှောက်သွားလို့ရပါတယ်။ဟိုပါလီမန်ရှိမှာအဆောင်စစ်သား guards တွေရဲ့စီရေးပြအခမ်းအနားကြီးတက်လာတာကိုတွေ့ရပါပြီ။တနင်္ဂနွေနေ့တိုင်းမနက်7:00 နာရီမှာကျင်းပပါတယ်။ကျမတို့ကကံကောင်းပြီးတော့ဟိုတယ်ကမထွက်ခင်လေးမှာဒီအပေါ်ကနေပြီးတော့အကုန်လုံးကိုမြင်လိုက်ရတာပါ။ကျမတို့ကဒီမှာတညပဲနေခဲ့တော့အထင်ရှားဆုံး tourist attraction လေးတွေလောက်ကိုပဲကြည့်ခဲ့ရတာပါ။နောက်ထပ်ကြည့်စရာတွေအများကြီးရှိသေးလို့နောက်တစ်ခေါက်ပြန်လာပါဦးမယ်။ Athens မြို့ဟာရှေးခေတ် Greek လူမျိုးတွေရဲ့စာပေအနုပညာဗိသုကာယဉ်ကျေးမှုအကောင်းဆုံးတွေထွန်းကားခဲ့တာတွေကိုကိုစားပြုထားတဲ့ပြတိုက်ကြီးလိုပါပဲ။ရှေးဗိသုကာပညာတွေနဲ့သမိုင်းကိုတန်ဖိုးထားတဲ့လူတွေရှေး Greek နတ်ဘုရားတွေကိုစိတ်ဝင်စားတဲ့လူတွေအတွက်ကတော့ Athens နဲ့ Greece ကစိတ်လှုပ်ရှားစရာအရန်ကောင်းပါတယ်။ဒီကိုလာလည်းမယ်ဆိုရင်လမ်းလျှောက်ဖက်နှက်ကောင်းကောင်းစီးပါ Greek အစာတွေကိုမြည်ဆန်းကြည့်ပါအထူးသတိထားမှာကတော့ကပိုက်နှိုက်တွေအုပ်စုလိုက်ကပိုက်နှိုက်တတ်ပါတယ်အရန်ကိုသတိထားရပါတယ်ကျမတို့နောက်တစ်ခေါက်2022ဒီနားကိုလာခဲ့တာလေးတွေကိုဗီဒီယိုလေးနောက်တစ်ခုထပ်လုပ်ထားပါသေးတယ်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်